မောကရေစီနဲ့တို့စီရဲအရှိဖို့ကျိုးပန်းတဲ့တိုင်ပွဲမှာကိုဘဝတစ်ခုလုံးကိုပြုံးနှံပြီးကျောင်းတက်တဲ့ညီနဲ့တော့အောင်ဆန်းစုကြည်ဒိုးစားနေတာအခုဆိုလို့ရှိရင်20နှစ်ပြည့်ပြီဖြစ်ပါတယ်အဲ့ဒီ20နှစ်ပြည့်တဲ့ကာလအတွင်းမှာလည်းနေရေရုံနဲ့နေရတာစုစုပေါင်း73နှစ်ကျော်ရှိနေပါတယ်ထောင်ပေါ်အခြေရှိဖို့နေရတော့အေဒီလာနာနာပါတော့အောင်ဆန်းစုကြည်ကမှဒီကိုလာရောက်တာမြမနိုင်ငံရဲ့အခြေအနေကြောင့်ဟုတ်ပါဘေးဒီဖြစ်ဘူးဘေးတက်တဲ့ရောဖြစ်တဲ့ဒေသရရတယ်ပြောင်းတယ်အိမ်ညာနဲ့ရန်ကုန်လာတာဖြစ်တယ်ထောင်ပေါ်အခြေရှိဖို့အဲ့ဒီမှာထောင်ပေါ်အခြေရှိဖို့ဒီလိုလိုဒီမိုကရေစီဒီလိုဒီပေါ်ပေါ်လာတဲ့ချိန်မှစပြီးဘာနဲ့မှရှိတဲ့ဒီလူလူတရားတော်ဟာမိမိတို့အဆုံးရှုံးတဲ့လွတ်လပ်ရေးဒီမိုကရေစီအခွင့်အရေးတွေပြန်လည်ရရှိဖို့အင်းနဲ့တောင်းဆိုလာတဲ့ဒါရဲ့ကြဒီချိန်မှာတော်စုကနေမကောင်းဘူးမိဘပြုစုနေရင်မှာလူလူအောင်ကြောင်းအချိန်တော်ကြီးကြီးမားမြင့်တက်တာမြန်မာပြည်သူလူထုကြီးဟာဒီအောင်ကြွရှိတဲ့စကားကြရတယ်မဆာလာအာဏာရှင်အစိုးရတပ်တွေကချိုးခွဲအပြတ်ချိုးခွဲတဲ့လို့ဟန်ရှင်လူတောင်းတပြည်မပြောင်းများဟာထောင်နဲ့ချီပြီးဝင်းနေကြတယ်ဒီလိုအခြေအနေမျိုးမှာဒေါ်စုအောင်းဆောင်ဖြစ်တော့မဆာလာတပါးဒီအာဏာရှင်တွေရဲ့အဆက်ချောင်းပြတာအုပ်ချုပ်မှုအောက်ကလုံးရောက်ဖို့ရုံးတာဖို့ရုံးတာရဲ့တိုက်ပွဲမှာတက်ကြွပါဝင်ဖို့ဆုံးဖြတ်တယ်ရှင်းဆက်ခြင်းဒီတော့ဘုံဒီမှာတက်ကြွပါဝင်ဖို့ဆုံးဖြတ်တဲ့ဒေါ်စုရဲ့ရွေးချက်ဟာဒေါ်စုကကြီးမားတဲ့ရွေးချက်ကြီးပါတယ်ဒီမိုကရေစီရဖို့ကြိုးပမ်းနေကြတဲ့မာပြည်သားတွေနောက်ထပ်အသေးအပြောက်ကြမ်းတမ်းမှုတွေရှိတော့တယ်ပြည်သူတွေဒီမိုကရေစီရအောင်ကူညီဖို့ရွေးပါတယ်လို့ဆိုပါပါတယ်ဆက်ခံပါလေမြန်မာနိုင်ငံနဲ့ဒီမိုကရေစီကြတဲ့ရရှိရေးလိုပိုင်းလှုပ်ရှားမှုအောင်မြင်သည့်တိုင်အောင်ဆက်တဲ့လှုပ်ရှားကြိုးပမ်းပေါ်ဆောင်သွားဖို့မြန်မာပြည်သူပြည်သားတိုင်းတာဝန်ရှိတဲ့အကြောင်းကိုဒေါ်အောင်ဆန်းစုကြည်ကအခုလိုပြောကြပါတယ်ဒါတော့မှကျောင်းသားလူငယ်များတတိနဲ့နေပြီးတော့အသက်သွေးဖို့ရေကြီးတော့စားရတဲ့လှုပ်ရှားမှုအောင်မြင်သည့်တိုင်အောင်ဆက်လက်ပြီးတော့လုပ်သွားဖို့ဒီမှာတော့တာဝန်ရှိပါတယ်ပြောကြတယ်ကျစက်ကြီးဒီမိုကရေစီရဘုံကြီးမှာတက်တက်ကြွပါဝင်ဖို့ဆုံးဖြတ်တဲ့တော့စုရဲ့ရည်ရည်အတိုင်းတောင်းတော်နဲ့ကျောင်းသားပြည်သူတွေဒါပဋိက္ခဖြစ်ပြီးစိတ်ဝဲနေတဲ့ကိစ္စကိုညှိနှိုင်းချန်ပြီးဖို့အတွက်လာဦးတော့ပြည်သူ့အတိုင်းအမြံကော်မတီ People Consultative Committee အဲ့ဒါမဆလာဆိုတော့ဖွဲ့စည်းပေးဖို့တောင်း